Hello မင်္ဂလာပါ Talk about football and Arsenal Facebook နဲ့ YouTube channel ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့အခုနိုင်ငံတကာပွဲစဉ်ခြေစမ်းပွဲတွေကျွန်တော်ကမ္ဘာဖလားခြေစစ်ပွဲတွေနားရက်တွေပြီးတော့မယ်ပေါ့နော်ပြီးလဲတချို့အသင်းတွေလည်းပြီးသွားပြီပေါ့ဒီချိန်မှာကျွန်တော်တို့နိုင်ငံပွဲကိုသွားတဲ့အာဆင်နယ်ကမှချို့လဲဒဏ်ရာကြောင့်နှုတ်တပီပြန်လာကြတယ်ဆိုတော့အသင်းမှာလက်ရှိရေးတွဲကြည့်မှဆိုရင်ဒဏ်ရာရကစားသမားက international break မှာပြန်လာတဲ့လူကအနည်းဆုံး17ယောက်လောက်ရှိပါတယ်တချို့ကတော့ပြောတာပေါ့လေဒီအချိန်မှာဒီအာဆင်နယ်ကမှတွေတကယ်ဒဏ်ရာကြီးကြီးမားမားရတာမဟုတ်ဘဲနဲ့အသေးမွားဒဏ်ရာလောက်တွေကိုအကြောင်းပြပြီးတော့နိုင်ငံအတွက်ပေးဆက်မှာကစားလို့နှုတ်ထွက်လာကြတယ်အသင်းကိုပြန်လာကြတယ်ကလပ်အသင်းပွဲပေါ်အာရုံဆက်ခြင်းလို့ပြန်လာကြတယ်ဆိုပြီးတော့ဝေဖန်ပြစ်တင်နေမျိုးတွေရှိပါတယ်ဒါကလည်းနီးပြအာဒီတာနဲ့အာဆင်နယ်အသင်းသားတွေရဲ့စာနာနာကြည်ခဲ့မှုပြီးတော့အာဆင်နယ်အသင်းရဲ့ဘယ်လိုပြောမလဲတာဝန်ရှိသူတွေအာဆင်နယ်အသင်းနီးပြအာဒီတာရဲ့နီးပြအဖွဲ့ဝင်တွေရဲ့စာနာနာကြည်ခဲ့မှုပါဏမှုတွေလို့ပဲကျွန်တော်ကတော့ပြောချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အရင်တုန်းကဆိုရင်ကျွန်တော်တို့အာဆင်နယ်အသင်းကမှတွေဒီလိုမျိုး international breakသွားတဲ့အချိန်နိုင်ငံအသင်းပွဲတွေသွားကန်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့အသင်းတွေကစားသမားတွေကတနည်းမဟုတ်တနည်းနဲ့တန်ရရတာမျိုးတွေရှိတယ်အထူးသဖြင့်အသင်းကစူဖလာလမ်းကြောင်းမှာပြေးနေတဲ့အချိန်အဓိကပြိုင်ပွဲတွေအဓိကစူဖလာတွေတဲ့အားထည့်နေရတဲ့အချိန်မှာမလိုလားဘဲနဲ့သွားပြီးကစားခဲ့ရတဲ့နိုင်ငံပွဲတွေကနေတန်ရပြီးပြန်လာခဲ့လို့အဓိကသမားတွေတန်ရခဲ့တာတွေရှိလို့ကျွန်တော်တို့စူဖလာလမ်းကြောင်းကနေလွဲချော်ခဲ့ရတာမျိုးတွေစူဖလာလက်လွတ်ခဲ့ရတာမျိုးတွေအများကြီးရှိခဲ့တယ်ဆိုတော့အခုဒီချိန်မှာဒါမျိုးမဖြစ်အောင်လို့နီးပြအာဒီတာနဲ့အာဆင်နယ်အသင်းရဲ့တာဝန်ရှိသူတွေကအကောင်းဆုံးသူတို့ပြင်ဆင်လာခဲ့တယ်အရေးမကြီးတဲ့ပွဲစဉ်မျိုးတွေတိတ်ပြီးတော့အားဆိုင်ဆရာမျိုးတဲ့ပွဲစဉ်မျိုးတွေဆိုရင်ကမားတွေကိုတန်ရအကြောင်းပြပြီးတော့အသင်းကိုပြန်လာခိုင်းတာမျိုးကမားတွေကိုယ်တိုင်ကလည်းတစ်ဖက်အသင်းကနိုင်ငံအသင်းရဲ့တာဝန်ရှိသူတွေနဲ့တိုင်ပင်ပြီးတော့အာဆင်နယ်အသင်းစီကိုစောစောစီးစီးပြန်လာခဲ့တာမျိုးတွေရှိတယ်အခုနောက်ဆုံးတစ်ခေါက်ပြန်လာခဲ့တာဆိုရင်ကျွန်တော်တို့ဇူပီမန်နီနဲ့ပယ်ရိုဟင်ကပေးအသေးစားကြွက်သားနာကျင်မှုတန်ရာတွေဆိုပြီးတော့ကျွန်တော်တို့ပြန်လာခဲ့တယ်ဒါကကောင်းတဲ့ချက်ပါကျွန်တော်တို့အခက်လက်အသင်းပြည်သက်ကိုကြည့်မှဆိုတော့ဒါကောင်းတဲ့ချက်ပေါ့လေဘာလို့လဲဆိုတော့ကိုယ့်အသင်းကဒီလိုအချိန်မှာအဓိကပြိုင်ပွဲကြီး3ရက်မှာအားအင်အကုန်ထည့်ပြီးတော့ရှင်ပြိုင်နေရတဲ့အချိန်မှာဒီလိုမျိုးရတဲ့နားရက်ကနေအချိန်ချွေတာနာရီချွေတာပြီးတော့ကစားချွေတာပြီးတော့ကျွန်တော်တို့အနာပြီးပေးရမယ်အနာယူရမယ်ဆိုတာဒါကောင်းတဲ့ချက်ပါဒါမှလည်းကျွန်တော်တို့သွားနေတဲ့စူဖလာလမ်းကြောင်းပေါ်မှာအပြည့်အဝအာရုံစိုက်နေမှာပေါ့လေဆိုတော့အခုနိုင်ငံတကာပွဲစဉ်တွေအပြီးမှာကျွန်တော်ပြန်လာမဲ့ကျွန်တော်ဒီ April လမှာကစားမဲ့Africa ပွဲစဉ်လာမယ်ပေါ့နော်နောက်တစ်ပတ်ကျွန်တော်ဒီတနင်္ဂနွေနေ့ညတနင်္လာမနက်မှာကစားမဲ့ Africa ပွဲစဉ်မှာကျွန်တော်တို့က Championship Club ဆောင်းတန်အသင်းနဲ့ကစားရမယ်ဒီပွဲစဉ်အကြောင်းမပြောခင်ကျွန်တော်တို့အရင်ဆုံးရှေ့မှာကာတာဘောင်ဖလားရှုံးပွဲအပြီးဒီဒီချိန်မှာနီးပြအာဆင်နယ်အသင်းရဲ့နီးပြအာဒီတာနဲ့အာဆင်နယ်ကစားသမားတွေဘယ်လိုမျိုး bounce back လုပ်ကြမလဲပြန်လာကြမလဲဆိုတော့အထူးစိတ်ဝင်စားတယ်ကျွန်တော်အနေနဲ့ကတော့ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ပြောချင်တာကပထမဆုံးကျွန်တော်တို့ယာသီအစာပိုင်းမှာကျွန်တော်တို့ Man United ကိုအဖွင့်ပွဲစဉ်မှာစနိုင်ပြီးတော့ပွဲစဉ်3မှာကျွန်တော်လီဗာပူးအသင်းနဲ့ကစားရတယ်အဲ့ဒီချိန်မှာကျွန်တော်လီဗာပူးအသင်းကိုအဝေးကွင်းမှာကျွန်တော်တို့တကူကိုမရှိနဲ့စပိုးစလိုင်းရဲ့ free kick ကန်ချက်နဲ့ကျွန်တော်တို့ရှုံးတယ်အဲ့ဒီရှုံးပွဲအပြီးမှာကျွန်တော်တို့ကပြိုင်ပွဲဆောင်ချန်ပီယံလိရောကျွန်တော်ခါတာပေါင်း FA ကတွေလည်းပါမယ်ပေါ့လေ18ပွဲစတိုက်ရှုံးပွဲမရှိကစားနိုင်ခဲ့တယ် bounce back ပြန်လာနိုင်ခဲ့တယ်ပေါ့လေနီးပြအာဒီတာနဲ့အာဆင်နယ်တင်းသားတွေအကောင်းဆုံးဆွမ်းဆောင်ပြခဲ့တယ်အဲ့ဒီ18ပွဲစတိုက်ရှုံးပွဲမရှိကစားအပြီးမှာကျွန်တော်တို့ဒီဇင်ဘာ6ရက်နေ့မှာကစားရတယ်ကျွန်တော်တို့ Aston Villa အသင်းနဲ့ပွဲစဉ်မှာတော့အဝေးကွင်းမှာကျွန်တော်တို့2-1နဲ့ကျွန်တော်ရှုံးတယ်အဲ့ပွဲမှာလည်းကျွန်တော်တို့တရေကြတော့မလို့လည်းဒုတိယပိုင်းပွဲပြီးကန်ဒီနောက်ဆုံးမိနစ်မှာကျွန်တော်တို့ဘွမ်ဒီယာရဲ့အသွင်ကိုကြောင့်ကျွန်တော်တို့2-1နဲ့အဝေးကွင်းမှာရှုံးတယ်အဲ့ဒီရှုံးပွဲအပြီးမှာကျွန်တော်တို့တွေပထမတစ်ချိန်တုန်းကလည်းပဲပြိုင်ပွဲဆုံးရှုံးပွဲမရှိကျွန်တော်တို့12ပွဲဆက်တိုက်ဂျာတော့မှကျွန်တော်တို့ချန်ပီယံလိလည်းပါခဲ့တယ်အဲ့ချက်မှာအသင်းတချို့လည်းကန်ခဲ့ရတယ်အထူးသဖြင့်ကျွန်တော်တို့အင်တာမီလန်တို့ဘိုင်ယန်မြူနစ်တို့လိုအသင်းမျိုးတွေနဲ့ကျွန်တော်ကန်ခဲ့ရတာပေါ့လေအဲ့လိုပွဲစဉ်မျိုးတွေအပေါင်းကိုကျွန်တော်တို့ပြိုင်ပွဲဆုံး12ပွဲသက်တိုက်ရှုံးမှမရှိကျွန်တော်တို့ပြန်လာနိုင်ခဲ့တယ်အခုအဲ့လိုကစားပြီးနောက်တတိယတစ်ချိန်ကျွန်တော်တို့ထပ်ပြီးရှုံးတယ်
ရှုံးတဲ့တင်ကကြတော့ကျွန်တော်တို့ January 26ရက်နေ့မှာကစားရတယ်ကျွန်တော်တို့အိမ်ခွဲမှာရှုံးတာ Manchester United ကိုအိမ်ခွဲမှာကျွန်တော်2ဂိုး3ဂိုးနဲ့ရှုံးတယ်အဲ့ဒီလိုပဲကျွန်တော်တို့အိမ်ခွဲမှာပထမဆုံးရှုံးပွဲကြုံပြီးနောက်ကျွန်တော်တို့ bounce back အနေနဲ့ကျွန်တော်တို့ပြိုင်ပွဲဆောင်14ပွဲရှုံးပွဲမရှိစက်တိုက်ကစားလာနိုင်ခဲ့တယ်ဂျာလက်ကောင်တွေဖော်ဆောင်လာနိုင်ခဲ့တယ်ပြိုင်ပွဲဆောင်14ပွဲတည်းရှုံးပွဲမရှိเนาะဒါတတိယတစ်ချိန်ပြန်လာနိုင်ခဲ့တာအဲ့ဒီလိုမျိုးတွေဖြစ်အပြီးမှာကျွန်တော်တို့နောက်ဆုံးတစ်ခုကစားခဲ့တာကတော့ International Break မတိုင်မှာကစားခဲ့တဲ့ခါတာဘောင်ဗလာပိုလူပွဲမှာကျွန်တော်ဝင်မလီကွင်းမှာ Manchester City တင်းကိုကျွန်တော်တို့2ဂိုးကိုမရှိနဲ့ရှုံးတယ်ဆိုတော့ဒီတစ်ချိန်မှာကျွန်တော်တို့ဒီပြအာဒီတာနဲ့ Arsenal တင်းသားတွေဘယ်လိုမျိုး bounce back လုပ်လာနိုင်မလဲရာသီကုန်မှုကျွန်တော်တို့9ပွဲပဲလိုပါတော့တယ်ကျွန်တော်တို့ဘက်ကကြည့်မယ်ဆိုတော့9ပွဲပေါ့လေ Manchester City ဘက်ကကြည့်မယ်ဆိုရင်တော့10ပွဲပေါ့သူတို့ကတပွဲလက်ကျန်နေဆိုတော့ကြတော့ထားပါလက်ရှိကျွန်တော်တို့9ပွဲပဲလိုတယ်ကျွန်တော်တင်းရင်းညတင်းလာမနေ့မှာကျွန်တော် FA Cup ပွဲစဉ်နဲ့ကျွန်တော်တို့စမယ်အဝေးကွင်းသွားကန်ရမယ်ဒီချိန်မှာကျွန်တော်တို့ဘယ်လိုမျိုး bounce back တွေပြန်လာမလဲဘယ်နှစ်ပွဲလောက်ကျွန်တော်တို့ပြန်လာနိုင်ခဲ့မလဲဒီကြတာကကျွန်တော်တို့ပထမရှေ့ရအချိန်နေများစွာလို့တပွဲရှုံးပြီးကျွန်တော်တို့10ပွဲနဲ့အထက် bounce back ပြန်လာနိုင်ခဲ့မယ်ဆိုရင်တေချာပေါက်ပြီးများလိချန်ပီယံဆုဖလားကကျွန်တော်တို့အတွက်တေချာပါတယ်လက်ရှိချိန်မှာလည်းကျွန်တော်တို့6မှတ်ဖြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချိန်မှာသာကျွန်တော်တို့ရှေ့ရအခောက်တွေတိုင်းရှေ့ရရှုံးပွဲကြုံပြီးတော့ bounce back ပြန်လာနိုင်ခဲ့တဲ့ပုံစံတွေအတိုင်းသာကျွန်တော်တို့ပြန်လာနိုင်ခဲ့မယ်ဆိုရင်တေချာပါတယ်လက်ကျန်ပွဲ9ပွဲမှာကျွန်တော်တို့9ပွဲလုံးကိုနိုင်ပြီဆိုတာနဲ့ဆုဖလားကျွန်တော်တို့အတွက်ပါဒါကသိကြပါတယ်အခုချိန်မှာလည်းကျွန်တော်တို့က6မှတ်အသာနဲ့တပွဲရောက်နေတာနဲ့ကစားနေရတယ်ဆိုပေမဲ့ကျွန်တော်တို့85ရာခိုင်နှုန်းလောက်ကကျွန်တော်တို့မှာအခွင့်အရေးရှိပါတယ်ကျွန်တော်စူပါကွန်ပျူတာတို့ opta တို့ပါတွက်ချက်တဲ့နှုံထားတွေရဆိုရင်တချို့တွေဆိုရင်ကျွန်တော်အာဆင်နယ်အသင်းကို90ရာခိုင်နှုန်းအထိချန်ပီယံဖြစ်ပြီလို့ပြောဆိုနေမျိုးတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တက်ကတော့တေချာဘောက်ကလာမဲ့ပွဲစဉ်တွေမှာလက်ကျန်9ပွဲမှာသာကျွန်တော်တို့အပြေးဝအနိုင်ရခဲ့ပြီဆိုရင်သိကြပါတယ်စူဖလက်ကကျွန်တော်တို့အတွက်ပါပဲဒါကြောင့်မို့လဲတချို့ကျွန်တော်ဝက်ဆန်အသင်းနဲ့ကံမဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ပရိသတ်တွေကိုအာဆင်နယ်ပရိသတ်တွေလက်မှတ်တွေဝက်ဆန်ဘက်ချက်မှာဝင်ပြီးကြည့်ဖို့အတွက်ဟလာလက်မှတ်တွေမှောက်ဖို့ပုံစံမျိုးနဲ့ဝယ်တိုင်းမျိုးတွေရှိလို့တော့မှာပဲဝက်ဆန်အသင်းပရိသတ်တွေနဲ့တာဝန်ရှိသူတွေကစီစစ်ဖို့တွေလုပ်နေကြတယ်လို့ကြားရတယ်ဘာလို့လဲဆိုတော့ဒီပွဲမှာကျွန်တော်တို့စူဖလားကိုအရားယူတော့မယ်လို့အာဆင်နယ်ပရိသတ်တွေမှန်းထားလို့ပါအဲ့ဒီပွဲပြီးရတဲ့ကျွန်တော်တို့စူဖလားရမယ်လို့ကို95ရာခိုင်နှုန်းလောက်မှန်းထားကြတယ်ဒါကြောင့်မို့လဲဒီလိုမျိုးအခြေအနေတွေဖြစ်လာတော့ဝက်ဆန်ပရိသတ်တွေကလည်းစစ်ဆေးဖို့တောင်းဆိုတယ်ဝက်ဆန်အသင်းနီးပြတာဝန်ရှိသူတွေကလည်းဒီကိစ္စကိုစစ်ဆေးမယ်ကြက်မှတ်မယ်ဆိုပြီးပြောနေကြတယ်ထားပါဒါကတော့ကျွန်တော်တို့တခြားကိစ္စပေါ့လေအဒီကျွန်တော်တို့ဒီရင်မှာဘယ်လိုမျိုးပြန်လာမလဲတေချာပေါက်ကရှေ့ကရှုံပွဲတွေကြုံခဲ့အပြီးမှာကျွန်တော်တို့ပြိုင်ပွဲဆုံး10ပွဲနဲ့အထက်ပြန်လာနိုင်ခဲ့တာမျိုးတွေကြီးပဲဒါပေမဲ့လက်ရှိကျွန်တော်တို့9ပွဲပဲကြံတယ်အဲ့ဒီ9ပွဲမှာကျွန်တော်တို့ရှေ့ရပွဲတွေလို့10ပွဲအထိ10ပွဲနဲ့အထက် bounce backပြန်မလုံနိုင်ရင်တော့မှပွဲလည်း9ပွဲပဲကျန်တော့တာ哦ဆိုတော့ကြတော့9ပွဲမှာကျွန်တော်တို့6ပွဲပဲဇက်တိုက်နိုင်လိုက်တချို့တွေက2ပွဲဇက်တဲ့တည်ရကြလို့ရတယ်တပွဲမှားလို့ရတယ်ပြောတယ်မှန်တယ်ကျွန်တော်က2ပွဲဇက်တဲ့တည်ရမကြကြဘူးတပွဲလည်းမရှုံးချင်ဘူးကျွန်တော်အနေနဲ့ဆိုရင်တော့ဒါပေမဲ့မျက်မှတ်တာတွေးကြည့်မှဆိုရင်ကျွန်တော်တို့လက်ကျန်9ပွဲမှာ6ပွဲဇက်တိုက်နိုင်လိုက်ပြီဆိုတာနဲ့ဒီပီးမီးယားလိချန်ပီယံဆုဖလားကကျွန်တော်တို့တော့ပါဒါကြောင့်မှကျွန်တော်ကအများကြီးရှင်ခုန်နေရတယ်။ဘာလို့လဲဆိုတော့လက်ကျန်ဘွဲ9ပွဲမှာနီးပြအာဒီတာနဲ့အာဆင်နယ်တင်းသားတွေဘယ်လိုမျိုးပုံစံနဲ့ bounce back လုပ်နိုင်မလဲ။ International break ကနေတချို့ကစားသမားတွေပြန်လာပြီးအနားရကြမယ်။အင်ပြီးအားပြီးဖြစ်မယ်။ဒါမဲ့ Sunday ညတနင်္လာနေ့မနက်မှာဆောက်တန်နယ်တင်းနဲ့ FA Cup မှာစပြီးကျွန်တော်တို့အာဆင်နယ်တင်းရဲ့ bounce back ကိုစပြီးမြင်ရပါမယ်။ဆိုတော့ကျွန်တော်တို့ပိတ်သက်တွေရောဘယ်လိုလဲ။ဒီချိန်မှာအာဆင်နယ်တင်းနဲ့နီးပြအာဒီတာနဲ့အာဆင်နယ်တင်းကစားသမားတွေဘယ်လောက်ထိစွမ်းဆောင်ပြနိုင်မလဲချန်ပီယံဆုတွေဘယ်လောက်ထိစ조사အားထုတ်ကြမလဲဆိုတော့ကျွန်တော်စောင့်ကြည့်သွားအောင်ပါဆိုတော့ဒီလောက်ပါပဲကျွန်တော်တို့ကြည့်အားပေးခဲ့တဲ့ပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်